ငန်းများနဲ့ပင့်ထောင်တီထားရေးလုပ်ငန်းများလှုပ်ဆောင်နိုင်ရန်ဗလင်တော်ကြီးရဲ့ဘေးနှစ်ဖက်နဲ့နောက်ဖက်နေရာတွေမှာရုပ်ပါတော်ကြီးနဲ့ရုပ်ပါတော်ကြီးကိုပင့်ထောင်မဲ့တမဏိမျော်စီငွေချီဆက်ကြီးရဲ့ခံမှန်းအလီးချိန်စုစုပေါင်းတန်ချိန်6500ကျော်ကိုခန့်နိုင်စီမဲ့ဖောင်ဒေးရှင်းကြီးကိုတည်ဆောက်ခဲ့ရပါတယ်။ရုပ်ပါတော်အပိုင်းတစ်ကြီးကိုထုစစ်ပြီးချိန်မှာရုပ်ပါတော်ကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ဒေါင်လိုက်စတီးပိုးချောင်း၅ချောင်းကိုထည့်သွင်းခြင်းရုပ်ပါတော်အပိုင်းနဲ့အပိုင်း၃များနဲ့တွဲဆက်ရမှာကိုက်ညီမှုရှိစေရန် level frame ကိုထည့်သွင်းခြင်းပြောင်းရွှေ့သေးဆောင်စဉ်ကွဲအပ်ထိကိုက်မှုမဖြစ်ပေါ်စေရန်ကာဗွန်ဖိုင်ဘာများဖြင့်ရစ်ပတ်ပြီးကြန့်ခိုင်မှုပြုလုပ်ခြင်းသေဆောင်ရန်တန်ပေါင်ဖရိများတက်ဆင်ခြင်းနဲ့စိုင်းကြိုးများဖြင့်ထိန်းချုပ်ခြင်းများကိုကြိုတင်လှုပ်ဆောင်ခဲ့ကြပါသည်2022ခုနှစ်ဧပြီလ12ရက်နေ့မှာရုပ်ပွားတော်အပိုင်း1ကို CNC အလုံးယုံတွင်မှတွဲဆက်မှတ်နေရာနီးကိုရွှေ့ပြောင်းနေရာချခဲ့ပြီးနေရာချပြီးတဲ့အခါမှာလိုအပ်တဲ့အမြင့်ကိုရောက်ရှိအောင်ဟိုက်ဒရိုလစ်ချိုက်များဖြင့်မြင့်တင်ခြင်းနဲ့တွဲဆက်မှတ်နေရာကိုရွှေ့ပြောင်းရန်ပြင်ဆင်ခြင်းများလှုပ်ဆောင်ခဲ့ကြပါသည်တွဲဆက်မှတ်နေရာကိုရွှေ့ပြောင်းနေရာချထားခြင်းကိုဇူလိုင်လ9ရက်နေ့မှာစတင်လှုပ်ဆောင်ခဲ့ကြပြီးနေရာချတဲ့အခါမှာစင်နုတော်ကြီးရဲ့အလေပဟုမြင်းနဲ့ဗလင်တော်ရဲ့အလေပဟုမြင်းတဲမတ်စွာနေရာချထားနိုင်ရန်အသေးစိတ်တိုင်းတာစစ်ဆေးပြီးနေရာချခဲ့ရပါတယ်။ကျန်ရုပ်ပွားတော်ပိုင်းများကိုနေရာချထားနိုင်ရန်ဆက်လက်လှုပ်ဆောင်ခဲ့ကြရန်ရုပ်ပွားတော်အပိုင်း3ကိုဇူလိုင်လ15ရက်နေ့နဲ့ရုပ်ပွားတော်အပိုင်း2ကိုဇူလိုင်လ18ရက်နေ့တို့မှာတွဲဆက်မဲ့နေရာနည်းကိုရွှေ့ပြောင်းခဲ့ကြပါတယ်။ရုပ်ပွားတော်အပိုင်း2နဲ့အပိုင်း3ကိုရုပ်ပွားတော်အပိုင်း1နဲ့တွဲဆက်နိုင်ရန်အတွက်ဆက်လက်ရွှေ့ပြောင်းနေရာချထားနိုင်ရေးဆောင်ရွက်ခဲ့ကြရန်ဩဂုတ်လ3ရက်နေ့မှာရုပ်ပွားတော်အပိုင်း3နဲ့ဩဂုတ်လ4ရက်နေ့မှာရုပ်ပွားတော်အပိုင်း2တို့ကိုသတ်မှတ်ထားတဲ့အနေအထားတိုင်းရရှိအောင်အသေးစိတ်တိုင်းတာနေရာချခဲ့ကြပါတယ်။ရုပ်ပွားတော်ပိုင်းကြီးများကိုတွဲဆက်ပြီးတဲ့အခါမှာလေပြင်းမှုန်တိုင်းတိုက်ခတ်ခြင်းမြင်းကလေးလှုပ်ခြင်းစတဲ့တဘာဝဘေးအန္တရာယ်များကြားရောက်လာခြင်းမှာဖြစ်ပေါ်လာနိုင်တဲ့လှုပ်ရှားရင်းရိုင်ပျက်စီးနိုင်မှုများကိုကာကွယ်နိုင်ရန်ကြိုတင်တွက်ချက်ခဲ့ကြပါသည်။တွက်ချက်ရရှိမှုတွေကိုနည်းပညာအထောက်အကူပြုကော်မတီမှတင်ပြပြီးတွဲဆက်မဲ့နည်းလမ်းများကိုဆွေးနွေးရှာဖွေခဲ့ကြကာနည်းလမ်း3ခုရွေးချယ်ခဲ့ပြီးနည်းလမ်း1ဤပေါစီကော်များထည့်သွင်းတွဲဆက်ခြင်းနည်းလမ်း2ကာဗွန်ဖိုင်ဘာများဖြင့်ရစ်ပတ်တွဲဆက်ခြင်းနဲ့နည်းလမ်း3စတီးပိုးချောင်းများထည့်သွင်းတွဲဆက်ခြင်းတို့ဖြစ်ပါသည်တွဲဆက်ခြင်းလုပ်ငန်းလှုပ်ဆောင်မဲ့ချိန်ဟာမိုးရင်းအချိန်ကာလဖြစ်တာကြောင့်လုပ်ငန်းများကိုအစဉ်ပြေချောမွေ့စွာလှုပ်ဆောင်နိုင်ရေးအတွက်တွဲဆက်မဲ့ဧရိယာမှာအဆောက်အုံတစ်ခုကိုလည်းတည်ဆောက်ခဲ့ကြပါသည်ကျွန်တော်အနေနဲ့ရုပ်ပွားတော်ပိုင်းတွေကိုတွဲဆက်ရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ scientific research လို့ခေါ်တဲ့သိပ္ပံပညာဆိုင်ရာသုတေသနပြုမှုလုပ်ငန်းအဆင့်ဆင့်နဲ့ engineering ပိုင်းဆိုင်ရာဒီဇိုင်းတွက်ချက်မှုအဆင့်ဆင့်တို့ကိုပေါင်းစပ်ပြီးတော့ပြင်ဆင်ဆောင်ရွက်ခဲ့ရပါတယ်။ပထမတွဲဆက်ရေးနည်းလမ်းဖြစ်တဲ့ရုပ်ပွားတော်ပိုင်းကြီးတွေကြားတဲ့ကို structure adhesive polymer လို့ခေါ်တဲ့ epoxy core တွေကိုပြင်းအားမြင့် high pressure injection စက်ကြီးတွေအသုံးပြုပြီးတော့ထိုးသွင်းဆောင်ရွက်ခဲ့ရပါတယ်။ဒီထိုးသွင်းလိုက်တဲ့ epoxy core တွေရဲ့ chemical reaction ဓာတုဖြစ်စဉ်တွေကြောင့်အပူပမာဏတွေဖြစ်ပေါ်ပြီးတော့မူလစကြင်ကြောက်သားကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်ထည့်သွင်းမဲ့ epoxy core ပမာဏကိုစနစ်တကျတွက်ချက်ပြီးအပိုင်းလိုက်ခွဲအကန့်တွေကန့်ထည့်သွင်းဆောင်ရွက်ခဲ့ရပါတယ်။ဒုတိယနည်းလမ်းဖြစ်တဲ့ carbon fiber ကြိုးတွေနဲ့ weapon patching ပြုလုပ်တဲ့နေရာမှာတော့ရုပ်ပွားတော်အပိုင်း1နဲ့3ရဲ့တွဲဆက်တဲ့နေရာ2နေရာမှာကပတ်ကွင်းကြီး2ကွင်းအနေနဲ့ weapon line တွေကိုထည့်သွင်းတွဲဆက်ခဲ့ရပါတယ်။ဒီ weapon line ကြီးတွေရဲ့အထူအားဖြင့်400အထက်ပေါင်း40ပါဝင်ပြီးတော့ပထမ line ရဲ့အကျယ်ဟာ1000 mm ဒုတိယ line ရဲ့အကျယ်ဟာ900 mm ရှိပါတယ်။တတိယနည်းလမ်းဖြစ်တဲ့ steel rod ဘိုးတွေနဲ့တွဲဆက်ခြင်းနည်းလမ်းမှာတော့ဒီဇိုင်းတွက်ချက်မှုကရရှိလာတဲ့တန်ချောင်းအရည်အတွက်အရွယ်အစားတွေကိုမူတည်ပြီးတော့ကာဝဲပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေမှာထုတ်လုပ်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့စင်းလူတော်အပိုင်း3ပိုင်းကိုထုတ်ချွန်းပေါက်အချင်း diameter
80mm အပေါက်တွေဖောက်ခဲ့ရပါတယ်။ Steel Robo တန်ချောင်းကြီးတွေကိုဖောက်ထားတဲ့အပေါက်တွေတဲကိုစက်ယန္တရားတွေအသုံးပြုပြီးထည့်သွင်းခဲ့ပါတယ်။အဲဒီနောက်သတ်မှတ်တဲ့အားရရှိနိုင်မှုအတွက်ထိပ်နှစ်ဖက်မှာဘိုးတွေနဲ့တွေတက်ဆင်ပြီးတော့ကျက်ရပါတယ်။အဆိုပါတန်ချောင်းကြီးတွေနဲ့တဘာဝကြောက်သားတွဲကပ်နေနိုင်မှုအတွက် epoxy core တွေကိုထည့်သွင်းတွဲဆက်ခဲ့ရပါတယ်။နောက်ဆုံးအဆင့်ကတော့ဒီ carbon fiber weapon line ကြီးကပတ်ကွင်းကြီးနဲ့နေရာမှာတဘာဝစင်ကြောက်သားတွေပြန်ဖြည့်ပြီးတော့ဖုံးအချင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွဲဆက်ခြင်းလုပ်ငန်းများဆောင်ရွက်နေချိန်မှာရုပ်ပွားတော်မြတ်ကြီးတည်ထောင်ကူးကွယ်ရေးလုပ်ငန်းစဉ်တွေထဲမှာစိန်ခေါ်မှုအများဆုံးလုပ်ငန်းဖြစ်တဲ့ပင့်ထောင်ရေးနဲ့ပလင်တော်ဘောကိုပင့်ဆောင်ပူဇော်ရေးလုပ်ငန်းစဉ်များအတွက်လက်တွေ့စံပြုစမ်းသပ်ခြင်းများဆောင်ရွက်နိုင်ရန်မူလရုပ်ပွားတော်ကြီးရဲ့အရွယ်စားအဖြစ်42ဆသိငင်ပြီးအလေးချိန်အဖြစ်အစ9200သိငင်တဲ့18လမှအရွယ်ရုပ်ပွားတော်ငယ်တစုကိုထုစစ်ခဲ့ပြီးစမ်းသပ်မှုများဆောင်ရွက်ခဲ့ရမှာပင်ထောင်မှု61ဒီဂရီကမှာ Center of Gravity ကိုမြေဆွဲအားဗဟုချက်ပြောင်းလဲမှာကိုသိရှိခဲ့ရပါတယ်။မြေဆွဲအားဗဟုချက်မပြောင်းလဲမီ54ဒီဂရီမှာလေကျက်ထောက်တိုင်ကိုနေရာပြောင်းလဲရန်နေပညာအထောက်အကူပြုကော်မတီမှတင်ပြဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးအတည်ပြုပြီးနောက်မှာတွဲဆက်ပြီးရုပ်ပွားတော်ကြီးကိုတမဏိပန်းတောင်ကြီးတွင်ထည့်သွင်းကဦးကောင်းတော်ဘက်မှတမဏိမျော်စင်ဝင်းချီဆက်ကြီးဖြင့်အပေါ်မှဆွဲယူကအောက်ခြေဘက်မှလေကျက်တစ်ခုထားရှိပြီးတမဏိပန်းတောင်ကိုအလိုက်တင်လိုက်ပါရွေရှားပြီးပင်ထောင်ရန်ပင်ထောင်မှု54ဒီဂရီရောက်မှလေကျက်နေရာကိုပြောင်းလဲပြီး90ဒီဂရီသို့ဆက်လက်ပင်ထောင်ရန်90ဒီဂရီကိုရောက်ရှိချိန်မှာတမဏိပန်းတောင်ကြီးကိုဆွဲမထားတဲ့တမဏိမျော်စင်ဝင်းချီဆက်ကြီးကိုပလင်တော်ကြီးအနီးကိုတွန်းရွှေ့ရန်နဲ့ပလင်တော်ကြီးအနီးကိုရောက်ရှိချိန်မှာတမဏိပန်းတောင်ကြီးကိုအပေါ်ကိုဆွဲတင်ပြီးပလင်တော်ကြီးပေါ်ကိုပင့်ဆောင်နေရာချထားရန်ကြိုတင်တွက်ချက်ဆုံးဖြတ်ခဲ့ကြပါသည်တမဏိမျော်စင်ဝင်းချီဆက်တဲ့တမဏိပန်းတောင်ကြီးကိုနေပညာအထောက်အကူပြုကော်မတီမှပါဝင်တဲ့ structure engineer များကဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီးလိုအပ်တဲ့ steel structure များထုတ်လုပ်ခြင်းလုပ်ငန်းများကိုကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးရဲ့ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာစက်ရုံများမှထုတ်လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။မာလာဝီဇီယာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပင့်ထောင်ခြင်းနဲ့ပင့်ဆောင်ခြင်းလုပ်ငန်းတို့မှာကျွန်တော်တို့ကုမ္ပဏီအနေဖြင့်တမဏိမျော်စင်ဂရိန်းတိဆောက်တက်ဆင်ခြင်းလုပ်ငန်းနဲ့တမဏိပန်းတောင်းတိဆောက်တက်ဆင်ခြင်းလုပ်ငန်းတို့မှာအဓိကတာဝန်ယူတိဆောက်ရပါတယ်။တမဏိမျော်စင်ဂရိန်းတိဆောက်နိုင်ရန်အတွက်ဖောင်ဒေးရှင်းပေါ်မှာတမဏိအောက်ခံပြားများခင်းခြင်းစကီရီလမ်းကြောင်းများခင်းခြင်းနဲ့အပိုင်းလိုက်ခွဲပြီးတက်ဆင်ထားတဲ့မျော်စင်တိုင်းအပိုင်းများကိုတက်ဆင်လှုပ်ဆောင်ခဲ့ကြပါပြီခင်ဗျာ။တမဏိမျော်စင်ကြီးရဲ့အောက်ခြေအပိုင်းနှစ်ပိုင်းကိုတက်ဆင်တိဆောက်ပြီးချိန်မှာအမြင့်ပေ90ကျော်လာသည့်အတွက်ရင်းရင်မဖြစ်ပေါ်ရန်အတွက်လုပ်ငန်းခွင်အနေနဲ့ရှင်းစေရန်ဆိုင်းကျုံများတက်ဆင်ထိန်းချုပ်ခဲ့ရပါတယ်။တမဏိမျော်စင်တိုင်းများအဆင့်ဆင့်တိဆောက်ပြီးချိန်မှာရင်းမကြီး၄ခုကိုတန်650ဂရိန်းဖြင့်တမဏိမျော်စင်ပေါ်သို့တင်ဆောင်တက်ဆင်ခဲ့ရပြီးရင်းမတစ်ခုချင်းစီမှာအပိုင်း၃ပိုင်းပါရှိပြီး၄ချိန်အပြင်တန်180ကျော်ရှိပါတယ်။ရင်းမ၄ခုတင်ပြီးတဲ့အခါမှာကလမ်းဖြတ်ရင်းမ၈ခုကိုတင်ဆောင်တက်ဆင်ခဲ့ပြီးကလမ်းဖြတ်ရင်းမ၈ခုပေါ်မှာ strength jack လို့ခေါ်တဲ့ကျိုးဆွဲ hydraulic jack များကိုတင်ခဲ့ရပါတယ်။တမဏိမျော်စင်ကြီးတစ်ခုလုံးမှာဘိုးဆက်နဲ့ connection ဘိုးဆက်နဲ့ဆက်ရာစုစုပေါင်း4000ကျော်ပါရှိပြီးတက်ဆင်ပြီးချိန်တိုင်းအမှားယွင်းမရှိစေရေးအတွက်ဆက်နေရာများအားစစ်ဆေးအဖွဲ့ဖြင့်စစ်ဆေးခြင်းစစ်ဆေးပြီးကြောင်းအမှတ်အသားများပြုလုပ်ခြင်းတို့ကိုလှုပ်ဆောင်ခဲ့ရပါတယ်။ဒီဆောက်ပြီးတမဏိမျော်စင်ဂရိန်းဂန်ထရီတာဝါတစ်ခုလုံးဤစုစုပေါင်းအလေးချိန်မှာတန်ချိန်